အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာရက်ကွက် channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဒီဇင်ဘာ9ရက်မနက်အစောပိုင်းချမ်းအေးနေတဲ့မနက်ခင်းလေးမှာကျွန်တော်တို့တွေအားလုံးရင်နဲ့နှွေးထွေးသွားတဲ့အကြောင်းလေးကတော့မြန်မာပြည်ပွားချင်းတိုင်းရင်းသားဖိုက်တာဂျော့ချ်ဖန်ဟာကမ္ဘာကျော် UFC ရဲ့124.5 ပေါင် flyweight တန်းမှာချန်ပီယံခပတ်ကိုရရှိခဲ့တဲ့သတင်းလေးကြောင့်ပဲဖြစ်ပါတယ်flyweight တန်းရဲ့ဘရာဇီးချန်ပီယံပန်တိုဂျာကိုဒိုင်ပွဲရက်နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲမှာပွဲထိုးချိန်10မိနစ်တောင်မပြည့်လိုက်ပဲပထမအချီ26စက္ကန့်အကြာမှာပဲပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဘန်ရဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲပန်တိုဂျာခြေအလွတ်ပြုတ်ကျပြီးလက်ကျိုးသွားခဲ့တာလို့ပရိသတ်အချို့ကလည်းထင်မြင်ချက်များပေးထားခဲ့ကြပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ပန်တိုဂျာဟာဘန်ကိုငချွတ်ကလေးလိုမြင်ပြီးပွဲအစမှာပဲပြင်းပြင်းထန်ထန်တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။အားပါလွန်တဲ့ခြေကန်ချက်ပစ်လွတ်ပြီးပွဲအစမှာတင်ဘန်ကိုဖိအားပေးဖို့ကြံရွယ်ခဲ့ပုံရပါတယ်။ဒါပေမဲ့ထင်သလိုဖြစ်မလာပဲဘန်ကသူ့ခြေကန်ချက်ကိုဖမ်းဆွဲထားလိုက်ပါတယ်။အဲ့ဒီအချိန်ဘန်ရဲ့တက်ကွက်ကလည်းပန်တိုဂျာအလွတ်ပြုတ်ကြရင်ဖိအားပေးပြီးထိုးတတ်ဖို့ကစားကွက်ကိုပြင်ဆင်တော့မှာပါ။ဒီတော့ပန်တိုဂျာကအလွတ်အကျမခံပဲလက်ထောက်လိုက်ပြီးလက်ကျိုးသွားကပွဲပြီးသွားခဲ့ပါတယ်။လူအများပြောသလိုဘန်ဟာကံကောင်းလို့နိုင်သွားခဲ့တယ်ဆိုတဲ့အချက်ကိုညင်းရမှာပါ။ဘန်ရဲ့ဘာနတ်မှုကြောင့်သာဒီပွဲကိုအနိုင်ရခဲ့တာမို့ကျွန်တော်တို့ချင်းတိုင်းရင်းသားညီလေးတို့ဂုဏ်ယူကြရမှာပဲဖြစ်ပါတယ်။တကယ်ကိုချန်ပီယံဖြစ်ဖို့ကံပါလာရင်ဘယ်ဖျားမှတားလို့မရနိုင်ပါဘူး။တကယ်လို့လူအများကဝိုင်းဝန်းအပြစ်တင်နေရင်တော့ကျွန်တော်တို့မြန်မာပြည်သားဘက်ကအချင်းချင်းရက်တီပေးဖို့လိုအပ်ပါတယ်။ဘန်ရဲ့ဘက်ကတော့ပွဲအပြီးအင်တာဗျူးမှာပန်တိုဂျာတက်တာလာတာနဲ့သူနဲ့နောက်တစ်ပွဲဆော့ကျင်တယ်လို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။အင်တာဗျူးမှာဘန်ဟာမြန်မာပြည်ကိုပြန်လာပြီးအောင်ပွဲခံကျင်တယ်လို့လည်းပြောခဲ့ပါသေးတယ်။ UFC မှာပထမဆုံးမြန်မာအလံခြုံပြီးချန်ပီယံတစ်ယောက်ဖြစ်တဲ့ဂျော့ချ်ဘန်ဟာဒီချန်ပီယံလူပွဲအပြီးမှာပဲထိုးကြီးတွေဘောနပ်တွေနဲ့မီလီယံနာတစ်ယောက်ဖြစ်နေပါပြီခင်ဗျာ။ခုချိန်မှာတော့ချင်းတိုင်းရင်းသားလေးဂျော့ဘန်ဟာသူ့အိမ်မက်ဖြစ်တဲ့ချန်ပီယံခပတ်ကြီးကိုကင်ပြီးနောက်ခပတ်လာလူမဲ့သူတွေအတွက်အကောင်းဆုံးပြင်ဆင်လေ့ကျင့်နေမှာအသေးချပါပဲခင်ဗျာဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ